အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဇွန်လ24ရက်နေ့ဖြစ်ပါတယ်ဒီနေ့မှာဒီထိုင်းမှာအလုပ်လုပ်ကင်နေတဲ့ညီကိုမောင်နှမတွေကိုသတိပေးခြင်းလို့ပေါ့နော်သတိထားရမယ့်သတင်းလဲဖြစ်သလိုဒီစိတ်မကောင်းစရာသတင်းလဲဖြစ်ပါတယ်အဲ့ဒါကဒီဖူးခတ်မှာရှိတဲ့အစစ်မြင့်အိမ်ယာစီမံကိန်းကိုထိုင်းစစ်တပ်ကဝင်ပြီးတော့ဖမ်းခဲ့တယ်ဖမ်းခဲ့တဲ့အထဲမှာလည်းဒီတရားမဝင်မြန်မာလုပ်သား62ဦးနဲ့တရုတ်လုပ်ငန်းရှင်16ဦးဖမ်းဆီးခံခဲ့ရပါတယ်ထိုင်းနိုင်ငံဒီဖူးခတ်ခရိုင်မှာရှိတဲ့အစစ်မြင့်အိမ်ယာဆောက်လုပ်ရေးစီမံကိန်းတစ်ခုကိုထိုင်းအမှတ်၄စစ်ဒေသဌာနချုပ်အောက်မှာရှိတဲ့ဒီပူးပေါင်းအဖွဲ့တွေကဝင်ပြီးတော့မှဖမ်းခဲ့တာပေါ့နော်အဲ့မှာတရားမဝင်အလုပ်လုပ်ကင်နေတဲ့မြန်မာအလုပ်သမား62ဦးနဲ့အတူတရုတ်လုပ်ငန်းရှင်16ဦးတော်မှထိုင်းစစ်တပ်ကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့နော်တရားမဝင်တကယ်အလုပ်လုပ်တာပဲဖြစ်ဖြစ်ခိုးလန်းကနေပြီးတော့မှဝင်လာတာပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ကိုယ့်လူမျိုးတွေဖြစ်တဲ့မြန်မာနိုင်ငံသားတွေအခုလိုမျိုးဖမ်းဆီးခံရတာတွေဇက်တိုက်မြင်တွေ့နေရတာကတော့ဒီတကယ်ကိုအဆင်မပြေပါဘူး။နော်အဲ့တော့သတိထားကြပါအခုဆိုရင်ဒီတထေးမတူဘဲနဲ့လောက်ကင်နေကြတဲ့သူတွေလည်းဖမ်းခံရတာတွေအများကြီးရှိတယ်เนาะအခုဒီသတင်းထဲမှာပါတဲ့ဒီဖူးခက်ဆောက်လုပ်ရေးမှာဖမ်းခံရတဲ့သူတွေဆိုရင်ဒီပြီးခဲ့တဲ့18ရက်နေ့ကဖမ်းခံခဲ့ရတာပေါ့เนาะအဲ့ဒီဆောက်လုပ်ရေးနားမှာရှိတဲ့ထိုင်းတွေကတိုင်လို့ဝင်ဖမ်းတယ်လို့လည်းသိရတယ်ပေါ့ပြီးတော့62ယောက်တောင်မှဖမ်းခံရတာပေါ့เนาะ62ယောက်ဆိုတဲ့အင်အားကနည်းနည်းနော်အဖမ်းခံရတာမဟုတ်တော်တော်များများပေါ့เนาะခေါင်းဆောင်နေရာတွေเนาะပြီးတော့ဒီအင်ဂျင်နီယာနေရာတွေမှာလုပ်နေကြတာကဒီတရုတ်လူမျိုးတွေပေါ့เนาะအဲ့ဒီနေရာတွေမှာလုပ်နေကြတဲ့တရုတ်လူမျိုးက16ယောက်လောက်ပါသွားပါတယ်အခုဖမ်းခံရတဲ့မြန်မာလူသမား62ယောက်ကိုဒီထိုင်းနိုင်ငံအတွင်းမှာတရားမဝင်ခိုးပြီးတော့မှဝင်နေအလုပ်လုပ်ကင်မှုเนาะပြီးတော့ဒီတရုတ်နိုင်ငံသား16ယောက်ကိုကြတော့သူတို့ရှိတဲ့ဒီဗီဇာမျိုးစားတွေမတူဘဲနဲ့ကွဲနေတဲ့အလုပ်တွေလုပ်ကင်တဲ့အတွက်ကြောင့်ဒီဥပဒေရရေးယူဖို့အတွက်เนาะချမ်းသလေးပေါ့เนาะချမ်းသလေးရဲစခန်းကိုပို့ထားတယ်လို့သိရတယ်ပြီးတော့ဒီအခုဖမ်းခံရတဲ့သူတွေကိုဖူးခက်ခရိုင်တရားရုံးမှာတရားစွဲမယ်ပြီးရင်တရားရုံးရဲ့ပြစ်ဒဏ်ကိုခံရမယ်နောက်ဆုံးမှာတော့ဒီကျွန်တော်တို့ရဲ့မိခင်နိုင်ငံပေါ့เนาะမြန်မာနိုင်ငံသားတွေကိုတော့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုပြန်ပြီးတော့ပို့မယ်လို့လည်းကြားရတယ်ပေါ့เนาะပြည်နှင်တန်းထုတ်သွားမယ်ဆိုတဲ့သဘောမျိုးပေါ့အဲ့တော့စိတ်မကောင်းပါဘူးအခုလိုမျိုးဒီကျွန်တော်တို့နိုင်ငံကဒီလောက်ထိစိုးရွားနေတဲ့အခြေအနေမျိုးမှာပေါ့เนาะသူများနိုင်ငံမှာလာပြီးတော့မှရှောင်တိန်ပြီးတော့အလုပ်လုပ်ကြရတယ်တရားမဝင်နဲ့အနေထားတွေလည်းအများကြီးရှိတယ်เนาะအထောက်အထားမရှိတဲ့သူတွေလည်းအများကြီးရှိတယ်ပြီးတော့ဒီအလုပ်ကင်မတူဘဲနဲ့အခက်တွေ့နေတဲ့လူတွေပေါ့เนาะဒီကိုယ့်ရဲ့အထောက်အထားထဲမှာပါတဲ့တထေးမတူတာပေါ့တထေးမတူတဲ့အားတွေနဲ့လည်းဖမ်းခံရတာတွေလည်းအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်အခုအနေထားမျိုးမှာသတိထားပါအခုတနိုင်ငံလုံးအနေထားနဲ့တကယ်ကိုအစေအဆေးတွေအရန်ကျန်းနေပါတယ်ထိုင်းနိုင်ငံမှာเนาะအဲ့တော့နောက်ဆုံးသိရမလားဒီအဖမ်းမခံရဘူးဆိုရင်တော့မှဗျာဒီမြန်မာနိုင်ငံကိုပြန်ရင်လည်းစစ်မှုထမ်းဥပဒေဆိုတဲ့အရာကြီးကစောင့်နေသေးတယ်အဲ့တော့စစ်မှုထမ်းဥပဒေကိုနော်စိုးရိမ်လို့ကိုသားသမီးတွေပါမှာဆိုလို့ကိုယ်တိုင်ပါမှာဆိုလို့ဆိုပြီးလာခဲ့ကြတဲ့ဒီလူငယ်တွေရှိတယ်တက်လက်ပိုင်းတွေလည်းအများကြီးရှိတယ်ပေါ့နော်အခုအနေထားမျိုးမှာအထောက်ထားမရှိလို့နော်တထေးမတူလို့တရားမဝင်လုပ်ငန်းတွေလုပ်ကင်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကိုယ်နိုင်ငံကိုပြန်ဖို့ခံရမယ်ဆိုရင်ဒီစစ်မှုထမ်းတွေမှာပါသွားမဲ့အခြေအနေကအများကြီးရှိတယ်ပေါ့အဲ့ဒီပြင်ကိုနောက်ထပ်ပြီးတော့အခုရက်ပိုင်းမှာပေါ့နော်မနေ့ကပဲဒီကျွန်တော်တွေ့ရတာပေါ့မနေ့ကသတင်းမှာဆိုရင်လည်းဒီမဲဆောက်မှာဒီ online လောင်းကစားလုပ်ငန်းတွေလုပ်ကင်နေတဲ့နော်ထိုင်းနဲ့မြန်မာနိုင်ငံသား9ဦးနော်9ယောက်ဖမ်းခံလိုက်ရတယ်အဲ့တော့ဘယ်နေ့ကဖမ်းခံလိုက်ရတာလဲဆိုတော့23ရက်နေ့ပေါ့နော်23ရက်နေ့တနေ့ကဖြစ်မှာပေါ့အခုကျွန်တော်ဗီဒီယိုတင်တဲ့အချိန်လေးဆိုရင်တနေ့ကပေါ့မနက်7:00နာရီအချိန်တွင်းထဲမှာဒီမဲဆောက်မြို့နော်ဗန်ထုံးလမ်းတွေကအိမ်ယာဝင်းကိုဝင်ပြီးတော့မှထိုင်းရဲတွေအဖွဲ့စုံဝင်ပြီးတော့စစ်တယ်အဲ့ဒီအခြေအနေမျိုးမှာဒီ online လောင်းကစားတွေလုပ်ငန်းတွေကိုလုပ်နေတဲ့သူတွေเนาะမြန်မာနိုင်ငံသားတွေပါတဲ့အဖွဲ့အကုန်လုံးမိသွားတာဖြစ်ပါတယ်အဲ့တော့ဖမ်းဆီးခံခဲ့ရတဲ့သူ9ယောက်မှာအသက်22နှစ်နဲ့เนาะအသက်21ကနေအသက်36ရွယ်เนาะအဲ့ဒီဟာက2ယောက်ပေါ့เนาะထိုင်းနိုင်ငံသား2ယောက်ထိုင်းနိုင်ငံသား2ယောက်နဲ့မြန်မာနိုင်ငံသားက9ယောက်ဖမ်းခံရတာဖြစ်ပါတယ်အဲ့တော့သူတို့ကိုဒီ online လောင်းကစားလုပ်ငန်းလုပ်တဲ့ပစ္စည်းတွေနဲ့ဖမ်းမိသွားတာပေါ့နော်online လောင်းကစားလုပ်ငန်းမှာလုပ်တဲ့ပစ္စည်းတွေဆိုတော့ဒီ laptop တွေပြီးတော့တခြားသောပစ္စည်းတွေနဲ့ပေါ့နော်သူတို့လုပ်နေတဲ့အချိန်မှာပဲဝင်ပြီးတော့ဖမ်းခဲ့တာလည်းတွေ့ရတယ်ဓာတ်ပုံထဲမှာလည်းတကယ်ပဲတည်တည်ချာချာကိုသူတို့လုပ်နေကြတာပေါ့နော်အဲ့တော့ဖမ်းခံရတဲ့သူတွေကအထောက်ထားမရှိဘဲနဲ့ဖမ်းခံရတာမျိုးမဟုတ်ဘူးပေါ့နော်အခုသတင်းမှာတော့လက်မှတ်တွေလည်းရှိတယ်ဒီ work permit တွေကင်ဆောင်ထားတဲ့သူတွေလည်းဖြစ်တယ်တချို့ကြတော့ဒီတရားကူလက်မှတ်ပေါ့နော်တရားကူလက်မှတ်ဒီ border pass တွေလည်းကင်ထားတဲ့လူတွေရှိတယ်တချို့ဆိုရင်ဒီဖမ်းခံရတဲ့9ယောက်ထဲကတချို့ဆိုရင်နိုင်ငံကူးလက်မှတ် passport တွေကင်ထားတဲ့သူတွေတောင်မှပါတယ်လို့သိရတယ်ပေါ့နော်အခုတော့ဒီဖမ်းခံရတဲ့သူ9ယောက်စလုံးကိုเนาะတရားမဝင်
လောင်းကစားလုပ်ငန်းလုပ်လို့ပြီးတော့တခြားသူတွေကိုလှည့်ဖျားဆွဲဆောင်လို့တခြားသူတွေလာရောက်နော်ဒီကစားဖို့လောင်းကစားမှာဝင်ပြီးတော့ပါဖို့အတွက်ဆိုပြီးတော့ဓာတ်ရိုက်ဖြစ်စေတဝိုက်တော့နီးနေဖြစ်စေကြော်ညာတာနဲ့တိုက်တွန်းတာတွေပေါ့နော်အဲ့ဒီဆွဆွဲချက်တွေနဲ့ဖန်ဆီးထားပါတယ်အဲ့တော့ပြောချင်တာကအခုအခြေအနေရပါတော့ဟိုကောင်းကောင်းဝယ်လှုပ်ရှားနေတော့မှထိုင်းနိုင်ငံမှာအဖမ်းဆီးတွေရမ်းများနေတဲ့အချိန်ကာလဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းတော်တော်ကြက်ကြက်တဲတဲနဲ့ပေါ့နော်ကြက်ကြက်တဲတဲနဲ့ကိုလောက်ကင်စားတော့နေရကြတယ်ပြီးတော့လကားတွေလည်းအများကြီးမရတဲ့ကြားတဲ့တစ်ချက်ရဲဖမ်းသွားလို့เนาะအပြစ်မှုတစ်ခုလုံးပြီးလို့ဆိုင်ငယ်စီးတာပဲမှားတာတို့ဘာလို့အဲ့လိုမျိုးအသေးစားတွေကနေစပြီးတော့ပတ်စံထွက်နေတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အခုလိုမျိုး online လောင်းကစားလုပ်ငန်းတွေလုပ်တာမျိုးเนาะပြီးတော့တရားမဝင်လုပ်ငန်းတွေလုပ်တာမျိုးနဲ့ဆိုရင်တော့သွားယူပေါ့နော်သွားယူပေါ့အဲ့တော့ပတ်စံနောက်ကိုလည်းအရန်မလိုက်ကြဖို့လိုတယ်ပေါ့နော်အခုနောက်ပိုင်းမှာတော့အကုန်လုံးကတနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေเนาะပြည်သူတွေအကုန်လုံးကကြက်တဲနေကြတဲ့ခါကျတော့သူများနိုင်ငံရောက်တဲ့အခြေအနေမျိုးမှာပတ်စံနောက်ကိုလိုက်ကြတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ပတ်စံနောက်ကိုလိုက်ပြီးတော့အခုလိုမျိုးသူများနိုင်ငံကြီးမှာဖြစ်သွားရင်တော့မကောင်းဘူးပေါ့နော်ရှင်းရှင်းပြောရရင်တော့ဒါကဟိုတရားမဝင်လုပ်ငန်းလုပ်ကင်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အဖြစ်ပဲကိုယ့်ရဲ့အလွန်ပဲပေါ့နော်ဆိုတော့ဟိုဒီရက်ပိုင်းမှာထိုင်းနိုင်ငံမှာရောက်နေတဲ့ညီကိုမောင်နှမတွေတတိထားဖို့အတွက်เนาะဟိုနေ့စဉ်နဲ့အမျှသတင်းတွေလည်းမြင်တွေ့ကြရမှာပါเนาะတတိထားရမယ့်သတင်းတွေလည်းမြင်တွေ့ကြရမှာပါအဲ့ဒီတဲခါမှဒီသတင်းနှစ်ပုဒ်ကတော့တကယ်ကိုဟိုတိထားရမယ့်သတင်းနှစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီနေ့တင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားညီကိုမောင်နှမတွေเนาะတတိထားရမယ့်ထူးခြားသတင်းနှစ်ပုဒ်ကိုကျွန်တော်ပြောပြခဲ့ပြီးပါပြီနောက်ရက်တွေမှာလည်းထိုင်းနိုင်ငံမှာရောက်နေတဲ့ညီကိုမောင်နှမတွေအတွက်ထူးခြားသတင်းတွေဆက်ပြီးတော့ပြောပြပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လုပ်ခဲ့ပေးပါပြီးတော့အချိန်နဲ့အပြေးညီပေါ့နော် YouTube ကျွန်တော်ရဲ့ YouTube channel မှာဗီဒီယိုတင်တဲ့အခါမှာချက်ချင်းသိနိုင်ဖို့အတွက် notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်